အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပြောချင်တဲ့အကြောင်းအရာလေးကတော့ကျွန်တော်တို့တစ်ချိန်မဟုတ်တစ်ချိန်မှာဖြစ်ချင်တာနဲ့ဖြစ်တဲ့နာနဲ့ဟိုကျွန်တော်တို့ရွေးချယ်ရမယ့်အခြေအနေတွေလူတွေမှာရှိကြတယ်ပေါ့နော်တစ်ချိန်မဟုတ်တစ်ချိန်ကြုံရတယ်ပေါ့ဆိုတော့ကျွန်တော်ကြုံခဲ့ရတဲ့အကြောင်းလေးကိုပြောချင်လို့ပေါ့နော်ဘာလို့အဲ့ဒီအချိန်မှာကတကယ်လို့ရွေးချယ်တာမှားသွားပြီဆိုလို့ရှိရင်တစ်ခါကြလို့ရှိရင်ဘဝနဲ့ယဉ်ပြီးတော့ဟိုလွဲသွားနိုင်တယ်ပေါ့နော်အဲ့လိုမျိုးလေးတွေရှိပါတယ်ကျွန်တော်ကဘာလဲဆိုတော့ကျွန်တော်လုပ်ချင်တဲ့အလုပ်တွေနဲ့ပေါ့နော်ဟိုပြီးခဲ့တဲ့ vlog မှာလည်းကျွန်တော်ပြောသွားပါတယ်ပြောသွားတာဘာလဲဆိုတော့ကျွန်တော်လုပ်ချင်တဲ့အလုပ်တွေလုပ်ခဲ့ရတယ်ဒါပေမဲ့အိမ်ကသဘောမတူဘူးပေါ့နော်ကျွန်တော်ရသဘောမတူဘူးဒါပေမဲ့ကျွန်တော်ရအောင်လုပ်ခဲ့တာပေါ့ဒါပေမဲ့လုပ်တဲ့ပုံမှာမူတည်ပြီးတော့ကျွန်တော်နဲ့ဒီအလုပ်တွေနဲ့အံဝင်ခွင်ကြဖြစ်မဖြစ်တာဟာဇာတဖြစ်မဖြစ်ကိုလုပ်ကြည့်ပြီးတော့မှသိတာပေါ့နော်အဲ့ဒီဟာလေးတွေကျွန်တော်လည်းတော့ပြောပြချင်လို့ပါဘာလို့ဒီဟာဟိုကျွန်တော်တို့အရွယ်တွေကျွန်တော်တို့ငယ်အရွယ်တွေလူငယ်တွေလူလက်ပိုင်းတွေကြဒီလိုဟာမျိုးကချိန်မှုတစ်ချိန်မှာတွေ့ရမှာပေါ့နော်တွေ့လာမှာဆိုတော့ဟိုရွေးချယ်တာမမားဖို့အတွက်ပေါ့နော်အဲ့ဒီဟာလေးကိုကျွန်တော်message ပေးရှင်လို့ပါကျွန်တော်ကတော့ဘာဖြစ်ခဲ့တာလဲဆိုတော့ကျွန်တော် second page စပြီးတော့ဖြေတဲ့အချိန်မှာပေါ့နော်အဲ့အချိန်မှာကျွန်တော်ရှင်းပြောလို့ရှိရင်အနုပညာလောက်ရတာဝါသနာပါတယ်ဆိုတော့အဲ့ချိန်တော့20ကျော်ပေါ့နော်20ကျော်ဆိုတော့အဲ့ဒီမှာတရုပ်ဆောင်လုပ်ချင်တာတော့တည်ရမလားအဲ့လိုမျိုး acting ဘိုင်းကိုလုပ်ချင်တာပေါ့အဲ့ဒီဟာကြီးလုပ်ချင်တော့ကျွန်တော်တင်တန်းနေတက်ဖူးတယ်ပေါ့တင်တန်းတက်ဖူးတယ်တက်ပြီးတော့ဂျားထဲမှာတင်တန်းနေပါညာပြီးသွားတဲ့အချိန်မှာကျွန်တော်တို့ဒီ second mate စာမပွဲပေါ့နော်ဖြေဖို့ written ဖြေရဖို့3လပဲလိုတော့တဲ့အချိန်မှာကျွန်တော်ကခေါ်လို့ပေါ့နော်ခေါ်လို့အမှသွားရိုက်တာပေါ့ဗီဒီယိုဇာတ်လမ်းလေးပေါ့နော်အဲ့တုန်းကဗီဒီယိုခစ်တွေရှိနေတဲ့အချိန်မှာဗီဒီယိုဇာတ်လမ်းလေးသွားရိုက်တယ်အတွေ့အကြုံရအောင်ပေါ့နော်သွားရိုက်လိုက်တယ်ဒါပေမဲ့လေကျွန်တော်ဝါသနာပါနေရတာရှိတာဒါပေမဲ့တကယ်တမ်းအဲ့ဒီဟာကိုတကယ်ကိုယ်တိုင်ကိုကြလှုပ်တဲ့အခါမှာကျွန်တော်ရဲ့သဘောတဘာဝနဲ့အံဝင်ကြမဖြစ်ဘူးပေါ့နော်ဘယ်လိုပြောရမလဲဒီရှူသူတို့တွေရှူတွေမှာကြတော့ဟိုမီးတွေတို့မှန်တွေတို့ကင်မရာရှေ့မှာတရုပ်ဆောင်ပေါ့တရုပ်ဆောင်ပြီးလို့ရှိရင်အဝတ်စားတွေလဲရတယ်ပေါ့နော်အဲ့လိုမျိုးပေါ့ဝတ်စားဆိုလို့ရှိရင်လည်းစီးနံပါတ်တွေအလိုက်ကျွန်တော်တို့တွေနံပါတ်တွေမှတ်ပြီးတော့အဲ့လိုမျိုးရိုက်ရတာပေါ့နော်ဒီစင်းမှာဒီဝတ်စားဒီစင်းမှာဒီဝတ်စားအဲ့လိုမျိုးပုံးတွေနဲ့အဲ့လိုမျိုးသွားရတာတကယ်ကြတော့လေဟိုအခုလုံနေတဲ့အမှုညာလုံနေတဲ့သူတွေကတကယ်ကိုစိတ်ထဲကနေနှစ်ကာဝါသနာပါဒီအတွက်လည်းလုံးပန်းနိုင်တယ်ပေါ့နော်အဲ့လိုမျိုးသူတွေလောက်ကြတာပေါ့နော်တကယ်တမ်းကျတော့မလွယ်ဘူးလောက်ရတာကျွန်တော်အဲ့တစ်ခေါက်ပဲသွားလုပ်လိုက်တာလေကျွန်တော်ရဲ့သဘောတဘာဝနဲ့ဒီအလုံးတွေကအဝင်ရမဖြစ်ဘူးကိုဝါသနာပါနေရတာရှိတာပေါ့နော်ကိုဝါသနာပါနေရကိုလှုပ်ချင်နေရတာရှိတာဒီဟာနဲ့အဝင်ကြမဖြစ်တော့ကြောင့်မလို့โอเคအဲ့ဆိုရှင်ကျွန်တော်ဆက်ပြီးတော့မလုပ်ဖြစ်တော့ဘူးပေါ့ဒါမဖြစ်တော့ဘူးနောက်တစ်ခုကကြတော့ချိမိတ်အဲ့ဒီကောင်ကချိမိတ်ဖြည့်ပြီးသွားလို့အောင်ပြီးသွားတဲ့အချိန်မှာထက်ကြုံရတာပေါ့တချင်းဆိုတာပေါ့လူညာတော့မြဲတဲ့ဝါသနာပါပါတော့တချင်းဆိုတယ်ပေါ့ဒါပေမဲ့တချင်းဆိုတဲ့အခါမှာကျွန်တော်ကတချင်းဆိုတာဟိုးငယ်ပေါက်ဆက်နာလေးတွေကဝါသနာပါတယ်အကြောင်းစုံညီပွဲတော်ဆိုလို့ရှိရင်လည်းဆီယာမတွေကကျွန်တော်စင်မောတင်တယ်မျက်စိရတချင်းတွေပါညာဆိုခိုင်းတယ်ပြီးလို့ရှိရင်ကိုဆိုတဲ့တချင်းပေါ့နော်ဆိုခိုင်းတယ်ကိုပေါ့ကိုစိတ်ကြိုက်တချင်းတွေပေါ့နော်ဟောအင်္ဂလိပ်ချင်းတွေလည်းဆိုတယ်မာချင်းတွေလည်းဆိုတယ်ဆိုခဲ့ဘူးတယ်စင်မောမှာတက်ပြီးတော့ပေါ့နော်အဲ့ဒီကဝါသနာပါတဲ့ဟာကိုဘယ်လိုပြောရမလဲအဲ့လိုပေါ့ဒီຢာတွေလုတ်တော့အိမ်ကမလုတ်ခိုင်းတာပေါ့နော်ဆွမ်းနာတော့ဟာဆိုလို့ရှိရင်လည်းဆွမ်းနာရုပ်ရှင်ရိုက်တာဆိုလို့ရှိရင်လည်းကျွန်တော်မလုတ်ခိုင်းအောင်ဖြေဖို့3လပဲလို့တော့တယ်မလုံးနဲ့ပေါ့ဆိုတော့လုတ်တော့ကလည်းအဆိုတချင်းဆိုတော့တော့မဟုတ်ပါဘူးတချင်းဆိုတဲ့ဟာကိုလုတ်တော့ကလည်းမလုံးနဲ့ပေါ့နော်မလုံးနဲ့ဆိုတာကဒီ professional ကြီးကရှိနေတယ်ကျွန်တော်သင်္ဘောလိုက်တဲ့ professional ကြီးကရှိနေချိန်မှာဒါတွေတော့လို့ရှိရင်လမ်းကြောင်းလွဲသွားမယ်ပေါ့နော်ကျွန်တော်ကလည်းဘယ်တော့မှပဲဟိုလှုပ်ချင်တယ်လဲဆိုလို့ရှိရင်အဲ့ဒီသချင်းဆိုတာကိုလေငါရန်ကုန်မှာပဲသင်္ဘောမလိုက်တော့ဘန်နယ်ရှိတဲ့ပတ်စံလေးနဲ့ရန်ကုန်မှာကျွန်တော်အထည်လေးတွေလုပ်မယ်ပေါ့နော်သိရပါလားစဉ်းစားလိုက်သေးတယ်အထည်လေးတွေလုပ်မယ်အင်ကြီးတွေဒီဇိုင်းတွေနဲ့ချုပ်မယ်လို့ရှိရင်ငါရန်ကုန်မှာပဲနေမယ်ပြီးကြလို့တော့မှာဒါပေမဲ့တကယ်ကြောက်တော့
မပြေပါဘူးစိတ်မပြေဘူးပြီးတော့တခုရှိတာကျွန်တော်အခုလုပ်နေတဲ့ဒီ career ပေါ့နော်ဒီတမောလိုက်တဲ့အလုပ်နဲ့ဒီဘက်ကအလုပ်နဲ့ဆိုတာဗဒါတလန်းတန်တလန်းလို့ပေါ့ဘာလို့လဲဆိုတော့ကျွန်တော်တို့ကရေထဲမှာလုပ်ရတဲ့အလုပ်ကျွန်တော်တို့ကပင်လယ်ပျော်ပေါ့နော်ရေထဲမှာလုပ်ရတဲ့အလုပ်မျိုး professional အနေနဲ့ရွေးချက်ထားပြီးသားဟိုဘက်ကအလုပ်ကကြတော့ကုန်းပေါ်မှာလုပ်ရမယ့်အလုပ်ဒါကလည်းအောင်မြင်လားမအောင်မြင်သလားဆိုတာကျွန်တော်လည်းသိချင်မသိဘူးပေါ့နော်တယောက်နဲ့ကံမတူကြဘူးလေစမ်းမတူကြဘူးမတူတဲ့ကြောင့်မလို့အောင်မြင်လားမအောင်မြင်လားဆိုတာမသိဘူးပေါ့နော်မသိတဲ့ကြောင့်မလို့အဲ့ချိန်မှာရွေးရတာပေါ့အဲ့ချိန်မှာအိမ်ကတော့ပြောတယ်မင်းဆုံးဖြတ်ဒါလုံးမလားဒါလုံးမလားဒါလို့ရှိရဒါလို့ရှိရကိုယ့်ကိုဆုံးဖြတ်အဲ့လိုပဲပြောတော့ကိုယ့်ဘောက်ကိုပဲသုံးဖြတ်တာပေါ့နော်ကိုယ့်ဘောက်ကိုပဲစဉ်းစားရတာပေါ့အဲ့ဒါတော့ပဲကျွန်တော်ဒီဘက်တင်မောလိုက်တဲ့ career ကိုပဲဆက်ပြီးတော့လုပ်ဖြစ်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ဝါသနာပါတဲ့အလုပ်ပေါ့နော်ဝါသနာပါတဲ့တခြင်းဆိုတာကကျတော့ကျွန်တော်ရဲ့ hobby တစ်ခုအနေနဲ့ပဲကျွန်တော်ဆက်ပြီးတော့လုပ်ဖြစ်နေတာပေါ့နော်ဟို professional ကြီးအနေနဲ့လုပ်တာမဟုတ်ကိုယ့်ရဲ့ပြန်လာတဲ့အချိန်လေးမှာကျွန်တော်တခြင်းလေးတွေလုပ်တယ်အဲ့ဒီဟာလေးလောက်ပဲကျွန်တော်အခုချိန်လေးကတော့ဆက်ပြီးတော့လုပ်နေတာပေါ့နော်ဟိုရုပ်ရှင်ရိုက်တာတော့ကျွန်တော်မရိုက်တော့ဘူးကျွန်တော် VCD တွေမှာကိုယ်တခြင်းမှာကိုယ့်ဘက်ကိုပြန်တရုပ်ဆောင်သေးတယ်ပြန်ကြည့်တာအဆင်မပြေဘူးမရိုက်တော့ဘူးပေါ့နော်အဲ့လိုမျိုးလေးပေါ့ဘာလို့အဲ့ဒီဂွေးတွေမှာကျွန်တော်တို့တွေရွေးချယ်တဲ့အခါမှာမှန်ဖို့အရေးကြီးတာပေါ့နော်မှန်ဖို့အရေးကြီးတယ်ကျွန်တော်ဆိုလို့ရှိရင်ဝါသနာနဲ့တကယ်လုံနေတထက်ထဲမကြဘူးမကြတဲ့အတွက်ကြောင့်မို့လို့ဘယ်လိုပြောမလဲဝါသနာပါတဲ့ဟာကိုလည်းလှုပ်ချင်တယ်ဒီမှာကလည်းရှောက်လက်စလမ်းရင်းဖြစ်နေပြီအဲ့လိုမျိုးပေါ့ဆိုတော့တစ်ချိန်မို့တစ်ချိန်မှာဒီလိုမျိုးတွေကြုံရတာပေါ့နော်ကြုံတဲ့အခါမှာကျွန်တော်ဒီဟာကိုပဲရွေးလိုက်တယ်ပေါ့ဒီတင်မောလိုက်တာကိုပဲဆက်ရွေးလိုက်တယ်โอเคတင်မောလိုက်လို့ရှိရင်ငါပတ်စံရလို့ရှိရင်ငါလှုပ်ချင်တာလေးကိုယ်မှာလုပ်မယ်ဒါစိတ်ပြေလက်ပြောပေါ့နော်ကိုတကယ်တမ်းကျတော့ဓာကြီးကို professional နဲ့လုပ်ဖို့ကြတော့တကယ်တမ်းကျတော့လက်တွေ့မကြဘူးဟာလေလက်တွေ့မကြဘူးလုံနေတဲ့လူတွေလည်းရှိပါတယ်လုံနေတဲ့လူတွေကိုကျွန်တော်ဘာမှမပြောပါဘူးလုံနေတဲ့လူကိုကျွန်တော်အားပေးတယ်တကယ်တမ်းလုံနေတဲ့လူတွေကိုလည်းဟိုဟာဖြစ်တယ်ဟိုဟာပေါ့အားကြတယ်ပေါ့ဒါပေမဲ့ကိုမလုံနိုင်ဘူးဒါပေမဲ့ကိုလုံနိုင်တဲ့ဟာကိုယ့်ရဲ့ဝါသနာလေးအရင်ကနည်းနည်းလေးကိုပဲကိုလှုပ်လို့ရတဲ့လောက်လေးကိုပဲလှုပ်တယ်ပေါ့နော်အဲ့လိုမျိုးပေါ့ဆိုတော့အဲ့လိုမျိုးဆုံးဖြတ်ရတဲ့အချိန်ကြလို့ရှိရင်တေချာဆုံးဖြတ်ပါတည်တည်ချာလည်းတွေးပါပြီးလို့ရှိရင်နောက်ထပ်အများကြီးပေါ့နော်ရှေ့ကိုနည်းနည်းလှမ်းပြီးတော့ကြည့်လိုက်ကျွန်တော်ဆိုလို့ရှိရင်အဲ့ဒီအချိန်မှာလှုပ်ချင်တာပဲတည်တယ်အဲ့ဒီအောင်အရင်မတွေးဘူးပေါ့နော်ဒါပေမဲ့အိမ်ကကျွန်တော်ကနောက်ကနေ remind လုပ်တာပေါ့ဒါလို့ရှိတယ်ကိုယ့်ဘက်ကိုစဉ်းစားဒါဒီအလုပ်ကတေချာလားရှင်းပြောလို့ရှိရင်ဒီအမှုညာလို့ဆိုတာမတေချာဘူးလေကိုအောင်မြင်လားမအောင်မြင်မလားကိုဘလောက်အဆင့်တွေရောက်မလဲဆိုတာမတေချာတဲ့အလုပ်ကြီးမတေချာဘူးဟုတ်တယ်ဝါသနာပါတော့ရှိတာပေါ့နော်ဒီသချင်းဆိုတာတော့ပါလို့ဒါပေမဲ့ဖြစ်တဲ့နာကိုလုပ်ရတာပေါ့နော်ဖြစ်တဲ့နာကိုလုပ်ရတာပေါ့ကိုဖြစ်ချင်တာကြီးပဲလုပ်လို့မရဘူးဘွားကြီးမှာဖြစ်ချင်တာလုပ်လို့ဖြစ်ချင်တာကြီးပဲလုပ်လို့ရှိရင်စင်ကောမတက်နိုင်ဘူးအဲ့လိုမျိုးတွေဖြစ်တတ်တာပေါ့နော်အားကြောင့်မလို့ဘွားမှာဒီလိုမျိုးတွေဆုံးဖြတ်ချက်တွေချတဲ့အခါမှာကျွန်တော်ညီလေးတွေညီမလေးတွေရှိမယ်ပေါ့နော်သူတို့တွေလည်းအဲ့လိုမျိုးတွေဆုံးဖြတ်ချက်ချတဲ့အခါမျိုးကြလို့ရှိရင်တေချာလေးစဉ်းစားပါဘာလို့ဆိုတော့အဲ့ဒီဟာအရေးကြီးတယ်ဘာလို့ career ကိုချိန်ပလိုက်မှာ career ကိုချိန်ပြီးတော့ဟိုဘက်ကစလုံးရေးစရမှာအဲ့လိုပြန်စရမှာပေါ့နော်ဒီဘက်တင်မောလိုက်တာတော့ကျွန်တော်စပြီးသားလေလမ်းတစ်ဝက်ရောက်လို့ပဲအရာရှိတွေတော့ဖြေနေပြီပေါ့နော်ဆိုတော့အဲ့လိုကြီးကြတော့ဘယ်လိုပြောရမလဲတေချာပြန်စဉ်းစားကြည့်လို့ရှိရင်မစွန့်စားရဲဘူးပေါ့နော်စွန့်စားရဲဘူးပေါ့ဒါပေမဲ့ငါတင်မောလိုက်လို့ရှိရင်လည်းငါဝါသနာပါတဲ့တခြင်းတွေငါလုပ်လို့ရနေသေးရပဲဆိုတော့အဲ့ဒီဟာဝါသနာအနေနဲ့ပဲ professional နဲ့မဟုတ်တော့ဘဲနဲ့ဝါသနာလေးအနေနဲ့ပဲကိုယ့်ဘက်ကိုပြန်လာလို့ရှိရင်တခြင်းလေးတွေဆိုးတယ်အခါကျရင် music video ရိုက်တယ်ပေါ့နော်အဲ့လောက်လေးပဲလုပ်ဖြစ်တာပေါ့ဆိုတော့ဘာပြောပါဒီဟာလေးကို message လေးကိုကျွန်တော်လာပြီးတော့ပြပြခြင်းဖြစ်ပါတယ်အခုကျွန်တော်အိမ်ပြန်ရောက်နေပါပြီဒီကြားထဲမှာအလုပ်တွေများနေလို့ဗီဒီယိုမတင်ဖြစ်တာပါဆိုတော့နောက်ထပ် vlog တွေမှာပြန်ပြီးတော့တွေ့ပါမယ်နောက်ထပ်ကျွန်တော်ကြုံကြိုက်တဲ့ပေါ့နော်ဒီဟိုဟာဖြစ်စေမဲ့လူငယ်တွေပြီးလို့ရှိရင်ဒီ knowledge ရသေးမဲ့ဟာမျိုးလေးတွေကျွန်တော်
ရှိလို့ရှိရင်ကျွန်တော်လာပြီးတော့တင်ပေးပါအောင်မယ်ပြီးလို့ရှိရင်ကျွန်တော်ဖတ်ဖူးတဲ့စာအုပ်တွေအကြောင်းဆိုလို့ရှိရင်လည်းကျွန်တော်လာပြီးတော့တင်ပေးပါအောင်မယ်ဗျာအားလုံးကျေးဇူးများတင်ပါတယ်